ဂါဇပါလီမန်ဒီမိုကရေစီခေတ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံဟာဗြိတိရှ်လက်အောက်ကနေလွတ်လပ်ရေးရခဲ့ပါတယ်။ဒါပေမဲ့တိုင်းပြည်လွတ်လပ်ရေးပြည်သူကဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေလောက်ကျန်ခံခဲ့ရတာ6လပဲရှိသေးတဲ့အတွက်ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့အစိုးရသစ်ဟာပြည်သူတွေရဲ့ဝမ်းနည်းပူဆွေးမှုနိုင်ငံရေးမရေရာမှုတွေနဲ့အတူတိုင်းပြည်ကိုစတင်တာဝန်ယူခဲ့ပါတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်စတင်ဖြစ်ခဲ့တဲ့အရာကတော့ပြည်တွင်းစစ်ပဲဖြစ်ပါတယ်။ဘာကအလံမြူကူမျိုးနဲ့အလံနီကူမျိုးနဲ့ပြည်ပရေးရဲဘော်သုံးကျိဝင်ဟောင်းအချို့နဲ့ KNDO တပ်ဖွဲ့တွေကနေရာနှံ့ပုံကန်ကြလို့အစိုးရလက်ထဲမှာရန်ကုန်မြို့ပတ်ဝန်းကျင်လောက်ပဲအာဏာတက်ရောက်ပါတော့တယ်။ဒါကြောင့်ကဘာကမြန်မာအစိုးရကိုရန်ကုန်အစိုးရလို့တောင်နှောင်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီလိုကြက်တဲနေတဲ့ကာလမှာဝန်ကြီးချုပ်ဦးနုဟာကရင်လူမျိုးစီဦးစီးချုပ်ဗိုလ်ချုပ်စမစ်ထွန်းနှုတ်ထွက်သွားပြီးတဲ့နောက်ဗိုလ်ချုပ်နေဝင်းကိုစစ်တင်တာပရိချုပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ကြံရှိနေတဲ့တစ္ဆာခံတပ်မတော်သားတွေနဲ့တိုင်းရင်းသားတရင်တွေရဲ့အသက်ပေးခုခံမှုကြောင့်ဆိုရတပ်တွေကရန်ကုန်မြို့စင်ကြေဘုံအင်းစိန်တိုက်ပွဲကနေစပြီးတော့တောင်ကျမ်းသူတွေကိုတဖြည်းဖြည်းပြန်လည်မောင်းထုတ်နိုင်ခဲ့ပါတယ်။ပြည်တွင်းစစ်မီတောက်နေချိန်1950ပြည့်နှစ်မှာတရုတ်ပြည်တွင်းစစ်ကနေရှုံးနိမ့်လာတဲ့မော်စီတုံးရဲ့ကွန်မြူနစ်ကိုစန့်ကျင်တဲ့ချန်ကေရှဲရဲ့တရုတ်ပြည်စစ်သားထောင်ပေါင်းများစွာမြန်မာနိုင်ငံရှမ်းပြည်နယ်ရှေ့ပိုင်းထဲကိုအထမဝင်ရောက်ကျူးကျော်အခြေခိုက်စခန်းတွေဖွင့်လှစ်ခဲ့ပါတယ်။ဒါကမြန်မာအချုပ်အခြာအာဏာအတွက်ဒုတိယမြောက်စစ်မျက်နှာကြီးဖြစ်လာခဲ့ပါတယ်။မြန်မာအစိုးရတရုတ်ပြည်ကျူးကျော်မှုကိုကမ္ဘာကုလသမဂ္ဂအထိတရားဝင်တင်ပြတိုင်ကြားခဲ့သလိုတမတော်ကလည်းဗီယက်နမ်စစ်စင်ရေး၊နဂဒိုင်စစ်စင်ရေးစတဲ့စစ်စင်ရေးကြီးတွေနဲ့တရုတ်ပြည်တွေကိုအပြင်းထန်တိုက်ထုတ်ခဲ့ရပါတယ်။ဒီစစ်ပွဲအတွင်းမှာရဲရင်လာတဲ့လေထီးစစ်သည်ဗိုလ်မှူးကြီးဘားတို့ပါဝင်စစ်သည်တော်များစွာကြာဆုံးခဲ့ရပါတယ်။ပြည်တွင်းရေးတွေရှုပ်ထွေးနေပေမဲ့ဝန်ကြီးချုပ်ဦးနုရဲ့ပြည်ပနိုင်ငံတကာဆက်ဆံရေးဗျူဟာကတော့ကောင်းမွန်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာအိန္ဒိယဝန်ကြီးချုပ်နေရူတရုတ်ဝန်ကြီးချုပ်ချူယန်လိုင်းအင်ဒိုနီးရှားသမ္မတဆူကာနိုတို့နဲ့အတူကမ္ဘာအင်အားကြီးအုပ်စုတွေကြားထဲမှာဗမလိုက်ဝါဒကိုစတင်မွေးဖွားပေးခဲ့တဲ့1955ဗန်နောင်းညီလာခံရဲ့အဓိကဦးဆောင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ဦးနုကကမ္ဘာနိုင်ငံရေးမှာဩဇာရှိတဲ့ခေါင်းဆောင်တူဖြစ်လာခဲ့ပါတယ်။သူဟာအမေရိကန်သမ္မတအိုင်ဇင်ဟောင်ဝါဆိုဗီယက်ခေါင်းဆောင်ခရူရှော့တို့နဲ့ဒန်တို့ရီတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့မြန်မာနိုင်ငံသားစစ်မှန်တဲ့တန်တမန်ကြီးဦးတန့်ကိုလည်းကုလသမဂ္ဂအထွေထွေတွင်းရေးမှုချုပ်ဖြစ်လာစေဖို့အဓိကမြေတောင်မြှောက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ပြည်တွင်းစစ်မီးနည်းနည်းငြိမ်သွားတဲ့အခါဝန်ကြီးချုပ်ဦးနုကမြန်မာနိုင်ငံကိုတာယာဝပြောတဲ့လူမျိုးရေးနိုင်ငံဖြစ်စေဖို့ပြည်တော်သားစီမံကိန်းကိုချမှတ်ခဲ့ပါတယ်။ကမ္ဘာစံတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရပ်တည်နိုင်ခဲ့ပြီးတော့လမ်းမဆက်သွယ်ရေးပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေကိုလည်းပြန်လည်မြှင့်တင်ဖို့ကြိုးပမ်းခဲ့ပါတယ်။အလွန်ကြီးညိုတတ်တဲ့ဗုဒ္ဓဘာသာဝင်တို့ဖြစ်တဲ့ဝန်ကြီးချုပ်ဦးနုဟာ1954ခုနှစ်ကနေ1956ခုနှစ်အထိရန်ကုန်မြို့ကဘာအေးကုန်းမြေမှာစရတန်ခါရနာတင်ပွဲကြီးကိုခမ်းနားထက်ဝါစွာကျင်းပခဲ့ပါတယ်။ကမ္ဘာလိုင်ကူတော်ကြီးကိုတိစောက်ပြီးတော့ဗုဒ္ဓဘာသာနိုင်ငံပေါင်းစုံကတန်ဃာတွေကိုပင့်ဖိတ်ကာသာသနာပြုခဲ့တာကြောင့်အာရှရဲ့ဗုဒ္ဓဘာသာဘိုးကျလည်းဖြစ်လာခဲ့ပါတယ်။1958ခုနှစ်မှာတိုင်းပြည်ကိုလွတ်လပ်ရေးရအောင်ဦးဆောင်ခဲ့တဲ့ဖာစာပါလာအဖွဲ့ကြီးဟာဘောင်းဆောင်တွေကြားမှာအာဏာလုမှုအမြင်မတူမှုတွေကြောင့်ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့တန်ရှင်ဖာစာပါလာနဲ့ဒုဝန်ကြီးချုပ်ကျော်ငိမ့်ဘာဆွေတို့ဦးဆောင်တဲ့ဤမြဲဖာစာပါလာဆိုပြီးတော့နှစ်ချမ်းကွဲသွားခဲ့ပါတယ်။ဒါပါလီမန်ဒီမိုကရေစီစနစ်ရဲ့ကြီးမားဆုံးသောကြာဆုံးမှုစာပြိုခြင်းပါပဲ။နိုင်ငံရေးတည်ငြိမ်မှုပြပြပြီးတော့ပြည်တွင်းစစ်ပြန်လည်ပြင်းထန်လာနိုင်ခြေရှိတဲ့အတွက်ဝန်ကြီးချုပ်ဦးနုကတိုင်းပြည်အာဏာလွှဲပြောင်းပေးပြီးတော့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့တောင်းဆိုခဲ့ပါတယ်။ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့အိမ်ဆောင်အစိုးရဟာ18လကြာအုပ်ချုပ်ခဲ့ပြီးတော့ရန်ကုန်မြို့တန်ရှင်းရေးလမ်းစနစ်တကျဖြစ်ရေးနဲ့တောင်ကျမ်းသူနှိမ်နင်းရေးတွေကိုစစ်တပ်စနစ်နဲ့ပြင်းပြင်းထန်ထန်လှုပ်ဆောင်ခဲ့ပါတယ်။1960ပြည့်နှစ်မှာအိမ်ဆောင်အစိုးရကရွေးကောက်ပွဲပြန်လည်ကျင်းပပေးခဲ့ပါတယ်။ဝန်ကြီးချုပ်ဦးနုကသူအောင်နိုင်ဖို့အတွက်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းပေးမယ်ဆိုတဲ့ဂရိကဝတ်သူ့ရဲ့တန်ရှင်းတဲ့ပုံရိပ်တွေနဲ့လူထုကိုစီးရုံးခဲ့ပါတယ်။ရလဒ်အနေနဲ့ဦးနုရဲ့တန်ရှင်းဘာသာပါလာဟာပြန်လည်အနိုင်ရပြီးတော့ဦးနုဝန်ကြီးချုပ်ပြန်လည်ဖြစ်လာခဲ့ပါတယ်။ဦးနုကပရိတိုင်းဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းလိုက်တဲ့အခါမှာတော့ခရစ်ယာန်ဘာသာကိုကိုးကွယ်ကြတဲ့ကချင်ချင်းကရင်တိုင်းသားတွေကြားမှာမကျေနပ်မှုတွေပေါက်ကွဲပြီးတော့တောကိုသူတွေပိုများလာပါတယ်။တစ်ချိန်တည်းမှာပဲရှမ်းတော်ဘာတွေကတိုင်းပြည်ကိုစစ်မှန်တဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့ဖက်ဒရယ်မူကိုတောင်းဆိုဆွေးနွေးလာကြပါတယ်။ဖက်ဒရယ်မူတောင်းဆိုဆွေးနွေးမှုတွေကြောင့်တိုင်းပြည်ပြိုကွဲတော့မယ်လို့အကြောင်းပြပြီးတော့1962ခုနှစ်မတ်လ2ရက်နေ့မနေ့အစောပိုင်းမှာဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့တပ်မတော်ကညာတွင်ချင်းစစ်အာဏာသိမ်းလိုက်ပါတော့တယ်။ဝန်ကြီးချုပ်ဦးနုသမ္မတကြီးဆက်ရွှေတိုင်းနဲ့ဇိုးရဖွဲ့ဝင်တွေတိုင်းသားကောင်းဆောင်တွေအားလုံး
ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီးတော့14နှစ်တာလွတ်လပ်ပြီးစားပါလီမန်ဒီမိုကရေစီခေတ်ဟာဇက်သိမ်းသွားခဲ့ရပါတယ်။ပါလီမန်ဒီမိုကရေစီခေတ်ဟာနိုင်ငံရေးမတည်ငြိမ်မှုတွေပြည်တွင်းစစ်တွေရှိခဲ့ပေမဲ့မြန်မာနိုင်ငံသမိုင်းမှာပြည်သူတွေလွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်ဒီမိုကရေစီစနစ်ကိုအပြည့်အဝအသက်ရှူခွင့်ရခဲ့တဲ့တခုတည်းသောခေတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီခေတ်ရဲ့အားနည်းချက်အားသာချက်တွေပေါ်လူချင်းမင်းတို့ကရောဘယ်လိုမြင်ကြပါလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကိုဆက်ဆက်ခွဲကိတ်လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့